မောင်စောချစ်တော်ဆရာမကျောင်းသားတယောက်ကသူ့ဆရာမကိုချစ်မိသွားတယ်။ဒါပေမဲ့နှစ်ပေါင်းများစွာကြာပြီးတော့သူတိလိုက်တဲ့အမှန်တရားကသူ့ဘဝတစ်ခုလုံးကိုလုံးဝပြောင်းလဲသွားစေခဲ့တယ်။ရွာကျောင်းကြီးတစ်ခုမှာမောင်စောဆိုတဲ့အတန်းဆယ်ကျောင်းသားတယောက်ရှိတယ်။မောင်စောကတိတ်တိတ်ဆိတ်ဆိတ်နေတတ်တဲ့ကောင်းလီသူ့ဘဝမှာအကြီးဆုံးစိတ်ဝင်စားမှုကစာဖတ်တာနဲ့ဘောလုံးကန်တာပဲ။ဒါပေမဲ့တနေ့ကျောင်းကိုဆရာမအတစ်တစ်လောက်ရောက်လာခဲ့တယ်။သူမနာမည်ကမတီတာ။သူမအတက်ကမောင်စောထက်9နှစ်လောက်ပဲကြီးတယ်။ရှီရှီလျာယာစပင်းနူးညံ့တဲ့အတန်းအမြဲပြုံးနေတဲ့မျက်နှာအတန်းတွေကကျောင်းသားတွေအားလုံးဆရာမကိုသဘောကျကြတယ်။ဒါပေမဲ့မောင်စောအတွက်တော့အဲ့ဒါကပါမန်သဘောကျတာမဟုတ်တော့ဘူး။ဒီနေ့စာတင်နေချိန်မှာမောင်စောကစာမရေးပဲဆရာမကိုပဲကြည်နေတယ်။ဆရာမကတတိထားမိပြီးမေးလိုက်တယ်။မောင်စောဘာလို့ဆရာမကိုအဲ့ဒီလိုကြည်နေတာလဲ။အတန်းတစ်ခုလုံးတိတ်သွားတယ်။မောင်စောရင်ခုန်နေတယ်။ဒါပေမဲ့ तू တိတ်မနေလိုက်တော့ဘူး။ तू ပြောလိုက်တယ်။ဆရာမကိုကျွန်တော်ကြိုက်ပါတယ်။အတန်းတွေကចောင်းသားတွေအံ့ဩသွားကြတယ်။ဒါပေမဲ့ဆရာမကမရေဘူး။အစာတိတ်တိတ်လေးပြုံးလိုက်တယ်။နော်မပြောလိုက်တယ်။မောင်စောအခုတော့မင်းကចောင်းသားပဲ။အဲ့ဒီအကြောင်းကိုအချိန်ကြာမှစဉ်းစားကြမယ်။အဲ့ဒီစကားကမောင်စောရဲ့ယွန်းထဲမှာအမြဲကြံနေခဲ့တယ်။အချိန်တွေကြာလာတယ်။မောင်စောကစာကိုအရန်စူးစမ်းလာတယ်။ဘာကြောင့်လဲဆိုတော့ဒီနေ့ဆရာမနဲ့တန်းတူလူတစ်ယောက်ဖြစ်ချင်လို့ဒါပေမဲ့ဒီနေ့မောင်စောမမျှော်လင့်ထားတဲ့တည်င်းတစ်ခုကြားလိုက်တယ်။ဆရာမပြောင်းရွှေ့တော့မယ်။နောက်ဆုံးနေ့မှာကျောင်းသားတွေအားလုံးဆရာမကိုလက်ဖွေပြုနှုတ်ဆက်ကြတယ်။မောင်စောကတော့စကားမပြောနိုင်ဘူး။ဆရာမကသူ့နားကိုလာလီတိုးတိုးလေးပြောလိုက်တယ်။မောင်စောမင်းပြောခဲ့တာကိုဆရာမမမေ့ဘူး။အဲ့နေ့ပြန်တွေးကြမယ်။အဲ့ဒီစကားပြောပြီးဆရာမကားထဲဝင်သွားတယ်။ကားလီအဝီးကိုထွက်သွားတယ်။မောင်စောကလမ်းပေါ်မှာအချင်းကြကြရပ်နေခဲ့တယ်။လက်တွေကြားသွားတယ်။12နှစ်ကြာသွားပြီ။မောင်စောကအခုမျိုးမအောင်မြင်တဲ့လူတစ်ယောက်ဖြစ်နေပြီ။ဒါပေမဲ့သူ့ရင်ထဲမှာတယောက်ကိုမမေ့နိုင်သေးဘူး။ဒီနေ့သူ့ရွာကိုပြန်လာတယ်။ရွာလမ်းလေးမှာလမ်းလျှောက်နေတော့အမျိုးသမီးတစ်ယောက်ကိုတွေ့လိုက်တယ်။သူမကမတီတာဆရာမ။နှစ်တွေကြာပြီမဲ့ဆရာမရဲ့မျက်နှာကိုမောင်စောချက်ချင်းမှတ်မိလိုက်တယ်။သူတို့နှစ်ယောက်ကော်ဖီဆိုင်တစ်ခုမှာထိုင်ကြတယ်။ခဏကြာတော့ဆရာမကမေးလိုက်တယ်။မောင်စောအခုထိဆရာမကိုကြိုက်နေသေးလား။မောင်စောခဏတိတ်ပြီးပြုံးလိုက်တယ်။အဲ့ဒီနေ့ကတည်းကမပြောင်းသေးပါဘူး။ဆရာမမျက်လုံးတွေနူးညံ့လာတယ်။သူမပြောလိုက်တယ်။ဆရာမတခုပြောရမယ်။မောင်စောမေးလိုက်တယ်။ဘာလဲ။ဆရာမကဖြည်းဖြည်းပြောလိုက်တယ်။အရင်ကတည်းကမောင်စောကိုကြိုက်နေခဲ့တာပါ။မောင်စောအံ့ဩသွားတယ်။ဒါဆိုဘာလို့မပြောခဲ့တာလဲဆရာမ။ဆရာမမျက်နှာလေးတစ်သွားတယ်။ခဏလောက်အပြင်ဘက်ကိုကြည့်နေပြီးမှသူမတိုးတိုးလေးပြောလိုက်တယ်။အဲ့ဒီအချိန်မှာဆရာမမပြောနိုင်ခဲ့ဘူး။မောင်စောစိတ်လှရှားနေတယ်။ဘာကြောင့်လဲ။ဆရာမအသက်ရှူရှူလေးနက်နက်ယူပြီးပြောလိုက်တယ်။အဲ့ဒီအချိန်မှာဆရာမအိမ်မှာအရန်ခက်ခဲနေခဲ့တယ်။ဆရာမအဖေမရှိတော့ဘူး။အမေကလည်းနာမကြားနေတယ်။အောက်မှာညီမလေး2ယောက်ကိုဆရာမ1ယောက်တည်းကြည့်ရှုရတယ်။မောင်စောတိတ်တိတ်လေးနားထောင်နေတယ်။ဆရာမဆက်ပြောတယ်။အဲ့ဒီအချိန်မှာဆရာမဘဝထဲမှာအချစ်ဆိုတာကိုစဉ်းစားဖို့တောင်မအောင်မြင်ခဲ့ဘူး။ပြီးတော့မောင်စောကလည်းကြောင်းတာပဲ။မောင်စောဘဝကိုဆရာမကြောင့်မရိုးရက်စေခြင်းဘူး။မောင်စောမျက်လုံးတွေနူးညံ့လာတယ်။ဒါကြောင့်ဆရာမအဲ့ဒီနေ့ကထွက်သွားခဲ့တာလား။ဆရာမခေါင်းကျင်လိုက်တယ်။ဟုတ်တယ်။မောင်စောကိုမေ့ဖို့ကြိုးစားခဲ့တယ်။ခဏတိတ်ထိပြုံးလိုက်တယ်။ဒါပေမဲ့ဘယ်လိုပဲကြိုးစားမောင်စောကိုမမေ့နိုင်ခဲ့ဘူး။မောင်စောရင်ခုန်နေတယ်။ဆရာမတူးတူးလေးမေ့လိုက်တယ်။ဒါဆိုအခုခေါ်မောင်စောမစင်စားပဲပြောလိုက်တယ်။အခုကပိုပြီးချစ်ပါတယ်။ဆရာမမျက်လုံးထဲမှာမျက်ရည်လေးပေါ်လာတယ်။သူမတူးတူးလေးပြောလိုက်တယ်။ဒါဆိုအခုတော့မောင်စောနဲ့ချစ်လို့ရပြီခင်ဗျ။